ကမ္ဘာပထမဆုံး EV စူပါကားဖြစ် Ferrari Luce ကိုမိတ်ဆက်လိုက်ပါတယ်။အီတလီပြန်ကားကုမ္ပဏီကြီးဖြစ်တဲ့ Ferrari ကသူတို့ရဲ့သမိုင်းတစ်လျှောက်ပထမဆုံးလျှက်စစ်ကားဖြစ်တဲ့ Ferrari Luce ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ဒီကားဟာ American $64,000 လောက်နဲ့ရောင်းမှာဖြစ်တယ်လို့မြင်းကောင်ရည်1000 HP ရှိတဲ့အတွက်100 ကီလိုမီတာကို 2.5 စက္ကန့်အတွင်းအရှိန်တင်နိုင်မှာဖြစ်ပါတယ်။ Apple ရဲ့ဒီဇိုင်းအကြီးအကဲဟောင်းစာကျွတ်နေ If ရဲ့ Love from Agency နဲ့ပူးပေါင်းဒီဇိုင်းဆွဲထားတာဖြစ်ပြီး Ferrari သမိုင်းမှာပထမဆုံး9ယောက်စီးအနေနဲ့ထွက်လာတာဖြစ်ပါတယ်။တာဝန်ရှိသူတွေကတော့လက်စစ်ကားတဲ့မကပဲတက်စီနဲ့ Hybrid Engine တွေကိုလည်းရေရှည်ဆက်လက်ထုတ်လုပ်သွားမယ်လို့ကြေညာထားပါတယ်ရှင်။ဥရောပဈေးကွက်ကိုတရုတ် EV များပုံမလွှမ်းမိုးလာပြီးရင်းနှီးမြှုပ်နှံမှုကွာဟလာတယ်လို့သိရပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့ကိန်းဂဏန်းအချက်လက်များအရတရုတ်နိုင်ငံရဲ့လျှက်စစ်ကားထုတ်လုပ်မှုအရှိန်ဟုန်ဟာအရင်ခန့်မှန်းချက်တွေထက်ပိုပြီးမြန်လာတယ်လို့သိရပါတယ်။2032ခုနှစ်မှာတရုတ်နိုင်ငံရဲ့ BEV Battery Electric Vehicle ထုတ်လုပ်မှုဟာ10.9 သန်းကျော်ထိရှိလာနိုင်တယ်လို့ပြန်လည်ခန့်မှန်းထားပါတယ်။2021ကနေ2026တွင်ဥရောပရဲ့မော်တော်ယာဉ်အပေါ်ရင်းနှီးမြှုပ်နှံမှုညှိနေချိန်မှာတရုတ်ကုမ္ပဏီတွေက59%ထိပိုတိုးပြီးရင်းနှီးမြှုပ်နှံလာတဲ့အတွက်ဥရောပဈေးကွက်အတွက်စိုးရိမ်စရာအခြေအနေတွေရှိလာနေပါတယ်ရှင်။အလိုအလျောက်မောင်းနှင်စနစ် Self-Driving စမ်းသပ်မှုများပုံမကျပြန့်လာတယ်လို့သိရပါတယ်။ပြည်ထိုင်ကလမ်းမတွေပေါ်မှာမောင်းသူမဲ့တက္ကစီနဲ့ဘတ်စကာ Robot Taxi လုပ်ငန်းတွေပြေးဆွဲခွင့်အတွက်ရှောက်လွှာတွေကိုဒီနေ့မှစတင်လက်ခံနေပြီဖြစ်ပြီးဒီအထဲမှာပြည်ထိုင်အခြေဆိုင်ဝေဖီတို့လို AI နည်းပညာကုမ္ပဏီတွေရှေ့တန်းကပါဝင်လာပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံရဲ့ Xpeng ကုမ္ပဏီကလည်းသူတို့ရဲ့ပထမဆုံး Robot Taxi ကိုလမ်းမပေါ်စမောင်းပြီးနည်းပညာအပြောင်းလဲကိုသက်သေပြထားပါတယ်ရှင်။ကားကုမ္ပဏီကြီးအချို့ရဲ့မဟာဗျူဟာပြောင်းလဲတွေများလာတယ်လို့သိရပါတယ်။တရုတ် EV ပြိုင်ဖက်တွေရဲ့ဖိအားကြောင့် Mazda ဟာသူတို့ရဲ့ EV သီးသန့်ထုတ်လုပ်မဲ့အစီအစဉ်ကိုခဏရပ်လိုက်ပြီးလူကြိုက်များတဲ့ C85 SUV ကိုအခြေခံတဲ့ Taxi, My Hybrid နဲ့ Full Hybrid Model တွေကိုပဲအဓိကထားအားဖြည့်သွားဖို့ပြင်ဆင်နေပါတယ်။ကနေဒါဈေးကွက်ထဲကိုတရုတ်နိုင်ငံကတောင်ဖန်နဲ့ Joint Venture လုပ်ပြီးထုတ်လုပ်ထားတဲ့တန်ဖိုးနဲ့ကားအစီးရေ3000ကျော်ကိုနှစ်စဉ်တင်သွင်းရောင်းချဖို့စဉ်းစားနေပါတယ်။ Ford ဟာအနာဂတ်မှာထွက်မဲ့ EV တွေမှာကားအစိတ်ပိုင်းတွေကိုတစ်ဆက်တည်းပုံသွင်းတဲ့နည်းပညာကိုသုံးပြီးကုန်ကျစရိတ်လျှော့ချဖို့ပြင်ဆင်နေပါတယ်။ဒီနေ့သတင်းတွေအရတရုတ် EV ကုမ္ပဏီတွေရဲ့ဈေးကွက်ထုတ်ဖောက်မှုကအရန်ပြင်းထန်နေလို့ Ford, Mazda နဲ့ Nissan တို့ဟာ Hybrid ဘက်ကိုပြန်လှည့်တာကုန်ကျစရိတ်လျှော့ချတာနဲ့မဟာဗျူဟာပြောင်းလဲတာတွေကိုအပြိုင်ဆိုင်လှုပ်ဆောင်နေကြရတဲ့အခြေအနေဖြစ်နေပါတယ်ရှင်။